နှစ်တစ်နှစ်ရဲ့အစကနေစပြီးတစ်နှစ်တာအတော်တွင်စိတ်အေးချမ်းသာစွာနှင့်စီးပွားလက်လာပါများပွင့်လန်းကံစားတာများတိုးထပ်ဖို့အတွက်အင်္ဂါသားသမီးများခေါင်းစည်းမင်္ဂလာပြုလုပ်ပေးပါခင်ဗျာမိမိနေထိုင်ရာအိုးအိမ်ကနေပြီးတော့အနောက်မြောက်အရက်ရှိတစ်ပင်တပင်ရဲ့ရှေ့ရင်းမှာဂန်းကော်ညွန့်ကိုရှေ့နဲ့နင်းပြီးချက်ရားခေါ်ခရီညွန့်ကိုလက်မှာကင်ကအချိမြောက်ရက်တို့မျက်နာမူတကြံအကျက်နှစ်တရက်မှာပြုလုပ်ရမှာဖြစ်ပါတယ်ခင်ဗျာတေယောကမွတ်နန္တာနဲ့ခေါင်းစည်းခြင်းမင်္ဂလာပြုလုပ်ပြီးမိမိတို့လိုရာစုကိုစုတောင်းရမှာဖြစ်ပါတယ်ခင်ဗျာအင်္ဂါသားမီးများအနေနဲ့ရှင်းချက်ဒီနှစ်တကြံမှာတကြံအကျက်နှစ်မှာဒါခေါင်းစည်းခြင်းမင်္ဂလာပြုလုပ်ရမှာဖြစ်ပါတယ်ခင်ဗျာခေါင်းစည်းခြင်းမင်္ဂလာပြုလုပ်ခြင်းဖြင့်လာမဲ့တစ်နှစ်တာအတော်တွင်အင်္ဂါသားမီးများစိတ်ပျော်ရွှင်ကိုကျမ်းမာစွာစီးပွားလက်လာပါများပွင့်လန်းစိမ့်စုစိမ့်ရွှေစုရွှေငွေစုငွေမြေစုမြေအိမ်စုအိမ်လူရာစုများပြေဝနိုင်မှာဖြစ်ပါတယ်